န်တရားထဲမှာသူများကိုမကြည့်နဲ့ကိုယ့်ကိုယ်ကိုလည်းပြန်ကြည့်မယ်ဆိုရင်တို့ဘယ်ကိုခရီးအချိန်ချင်းသွားခဲ့တယ်လဲဟုတ်လားတာမန်အယတမကတော့ပြောပါဘောရန်ကုန်နေတဲ့လူကလည်းတို့မန္တလေးခဏခဏရောက်တယ်ဟုတ်လားဟိုခဏခဏရောက်တယ်ဒီခဏခဏရောက်တယ်နဲ့ခရီးသွားတာပြောကြမှာပဲเนาะသို့တော့တန်တရားခရီးနဲ့ပြောမယ်ဆိုလို့ရှိရင်မှတ်ဖို့ရတာဂတိ၅မျိုးဆိုတာအရင်မှတ်လိုက်လူတွေသွားနေတဲ့လမ်းကြောင်းကြီး၅ခုရှိတယ်သို့မဟုတ် destination ခရီးသွားတဲ့နေရာငါးဌာနရှိတယ်ပေါ့ဂတိ၅ပါးလို့ခေါ်တယ်အဲ့ဒီဂတိ၅ပါးကဘာတော့ဆိုလို့ရှိရင်နိရယဂတိတဲ့ငရဲဘုံငရဲဘဝဟုတ်ကလားပြီးတဲ့အခါကျတော့တိရိစ္ဆာနာဂတိတရိစ္ဆာန်ဘုံတရိစ္ဆာန်ဘဝပေတဂတိပြိတ္တာဘုံပြိတ္တာဘဝနဲ့မနုဿဂတိလူဘုံလူဘဝဒေဝဂတိနတ်ဘုံနတ်ဘဝလမ်းကြောင်းကြီး၅သွဲခရီးသွားရဌာန၅ဌာနရှိတယ်ပေါ့ကဲကောင်းပြီလူသားတယောက်အနေနဲ့ကြည့်မြန်မာပြည်မှာလူဦးရေသန်းပေါင်း90ကျော်ရှိတယ်အဲ့ဒီသန်းပေါင်း90ကျော်သောလူတွေဟာဘဝခရီးထွက်ကြပြီဆိုလို့ရှိရင်ဘယ်ကိုသွားတာများတယ်လဲဆိုတာမြတ်စွာဘုရားဒေသနာတော်နဲ့ကြည့်ရအောင်သူများနိုင်ငံတွေသာထားကိုယ်နိုင်ငံကိုပဲကြည့်ဟုတ်ကလားမြတ်စွာဘုရားကဒီဒေသနာတော်ကိုဟောတော်မယ်ဆိုတဲ့အခါမှာတပည့်အောင်မှာထိုင်ရင်းကနေပြီးတော့မြေကြီးပေါ်ကမြူမုံကလေးတွေမြေမှုန့်ကလေးကိုယူပြီးတော့လက်သေးကုံပေါ်တင်လိုက်တင်ပြီးတဲ့အခါမှာအနီးနားမှာရှိတဲ့ရဟန်းတွေကိုလက်တွေ့ပြတဲ့အနေခြေငါးလက်သေးကုံမှာရှိတဲ့မြေမှုန့်ကလေးရယ်ဟောဒီကဘာမှာရှိတဲ့မဟာပထဝီမြေကြီးရယ်ဘယ်ကများတုံးဆိုအရှင်ဘုရားတဲ့အရှင်ဘုရားလက်သေးပေါ်ကမြေမှုန့်လေးကမပြောပါတော့အောင်နည်းနည်းလေးပါကဘာမြေကြီးနဲ့နှိုင်းစာလို့မရတော့အောင်ကဘာမြေကြီးကများပါတယ်လို့ဒီလိုဟောနော်ဒီလိုဖြေတဲ့အခါမှာမြတ်စွာဘုရားကပြောအဲ့ဒီတိုင်မှတ်ထားကြတဲ့ကြည့်နော်လက်သေးကမော်ကမြေမှုန့်ရဲ့ခြံတဲ့မြေကြီးပေါ်ကမြေမှုန့်အဲ့ဒီတိုင်မှတ်ထားကြတဲ့လူဘဝကသေပြီးတော့လူဘဝပြန်ဖြစ်တဲ့လူကအဲ့လက်သေးကုံပေါ်ကမြေမှုန့်လောက်ပဲရှိတယ်